ညနေခင်းရဲ့နေဝင်စီးစာဟာပိုင်းချီကားတစ်ချက်လိုလှပနေပြီမဲ့မင်းရဲ့စိတ်ထဲမှာတော့မောင်မိုက်နေခဲ့ပါတယ်။အလုတ်ကအပြန်ကားမတိုင်မှာထိုင်ဆောင်နေမိမြက်လုံးတွေကလမ်းတစ်ဖက်ကစုံတွဲလေးကိုငေးကြည့်နေမိတယ်။ငါတို့လည်းတစ်ချိန်ကဒီလိုပဲပျော်ခဲ့ကြတာပဲနော်လို့မိတိုးတိုးလေးရေရွံ့မိပါတယ်။အိမ်ပြန်ရောက်တော့အခန်းထဲမှာအမောင်တို့ကစိုးမိုးထားစေပါ။အမျိုးသားဖြစ်သူလင်းကတော့စပွဲကုံမှာအစိုးရှုံနေတော့လွန်ခဲ့တဲ့နှစ်အနေငယ်ကဆိုရင်မိအိမ်ပြန်ရောက်တာနဲ့လင်းကပြုံးပြုံးလေးကြိုးဆိုတတ်ပေမဲ့အခုတော့နှစ်ယောက်ကြားမှာတိတ်ဆိတ်မှုတွေကတတိုင်းတစ်ခုလိုခြားနေခဲ့ပါပြီလင်းကအလုံးမှာယာရုတိုးဖို့ကြိုးစားနေတာကြောင့်အချိန်တော်များများကိုကွန်ပျူတာရှိမှပဲကုံဆုံးစေပါတယ်။မင်းကလည်းအိမ်မှုကိစ္စတွေနဲ့ရုံးအလုပ်တွေကြားမှာပင်ပန်းနှွမ်းနေတတ်တယ်။တရားကိုတရားချစ်ကြပေမဲ့စကားပြောဖို့မေးလျော့နေခြင်းကသူတို့ဆက်ဆံရေးကိုအေးဆက်လာစေခဲ့တာပါ။အဲ့ဒီညကမေဆုံးဖက်ချက်တစ်ခုချလိုက်ပါတယ်။ဟင်းပွဲတွေကိုတေးကြပင်းစင်ပြီးလင်းရဲ့အနားကိုသွားလိုက်တယ်။လင်းခဏလောက်နားလို့ရမလား။မင်းတို့စကားပြောရအောင်။လင်းကကွန်ပျူတာစခရင်ကနေမျက်မှောင်ကျုပ်ပြီးလှည့်ကြည့်တယ်။မင်းရဲ့ကိုအယုတ်တွေအယောင်များနေတာသိတယ်မလား။နောက်မှပြောလို့မရဘူးလား။မင်းရင်ထဲမှာစစ်ခနဲနာကျင်သွားပေမဲ့ဒီတစ်ခါတော့ तू မအလျှော့မပေးတော့ဘူးမရဘူးလင်မင်းတို့ကြားမှာဘာတွေဖြစ်နေတာလဲဆိုတာလင်းမသိဘူးလားတအိမ်ထဲနေပေမဲ့သူစိမ့်နေလို့ဖြစ်နေပြီလင်းကတပ်ပြင်းရှည်ကြီးချလိုက်ပြီးကွန်ပျူတာကိုပိတ်လိုက်တယ်သူမင်းရဲ့မျက်နှာကိုတေချာကြည့်လိုက်ပြီးတော့မှမင်းမျက်လုံးအောက်ကကွင်းညွညွလီလီနဲ့ပင်ပန်းနေတဲ့အမူအရာကိုသတိထားမိသွားတယ်ကိုကိုခွင့်လွှတ်ပါမေကိုကမိသားစုအဆင်ပြေအောင်ပတ်စံရှာဖို့ပဲအာယုံစိုက်နေမိတာမင်းရဲ့စိတ်ခံစားချက်ကိုဂယုမစိုက်မိခဲ့ဘူးလို့လင်းကတူတူလေးပြောရင်းမင်းလက်ကိုစုပ်ကန်လိုက်ပါတယ်အဲ့ဒီညကသူတို့နှစ်ယောက်အကြာကြီးစကားပြောဖြစ်ခဲ့ကြတယ်အပြန်အလှန်အပြစ်တင်တာမျိုးမဟုတ်ပဲငါနင့်ကိုလွမ်းနေခဲ့တာဆိုတဲ့ခံစားချက်ကိုဖွင့်ဟခဲ့ကြတာပါချစ်သူတက်တန်းတစ်လျှောက်လုံးမေးလျော်နေခဲ့တဲ့ဂယုစိုက်မှုလေးတွေနားလေပေးမှုလေးတွေကိုပြန်လည်တိစောက်ဖို့ကတိပေးခဲ့ကြတယ်အချစ်ဆိုတာပန်းအိုးတွေကပန်းတပွင့်လိုပါပဲရေမလောင်းပဲပစ်ထားရင်ညှိုးနှွမ်းသွားတတ်ပေမဲ့ဂယုတစိုက်ပြူးစုပြိုးထောင်ရင်တော့အချိန်မရွေးပြန်လဲလန်းဆလာနိုင်ပါတယ်အခုဆိုရင်မင်းနဲ့လင်းရဲ့အိမ်လေးထဲမှာတိတ်ဆိတ်မှုတွေအစားရေမောတန်တွေပြန်လဲပြည့်နေပါပဲ